အဲ့လိုမပြောပါနဲ့ရှက်စီမားလေဘသူပတ်သက်မယ်ဘသူမပတ်သက်ရအောင်ဆိုပြီးတော့ခွဲခြားဆက်ဆံတာမျိုးမရှိဘူးပြုံးရဲ့တိလားဆရာလေးပြုံးဖို့အောင်နားမလည်နိုင်ပါဘူးဆရာလေးဘာဖြစ်တာလဲဘာဖြစ်တာလဲဆရာမထားနိုင်တော့ဘယ်လိုဖြစ်တာလဲဆရာလေးရဲ့ဆရာလေးဖက်နိုင်ပြန်စနေပြီနဲ့တူတယ်လေးပဲနာအဲ့ဒါဆိုဆရာလေးခဏစောင့်တော့ဆရာလေးအမရေအမအပြုံးကိုလေကိုကြီးအမတ်တစိတ်လေးပဲနာစိတ်နဲ့စိတ်ပြားလေးပေးပါအောင်အမရေစေးဘူးဖို့လေဆရာလေးအမြတ်ရဲ့အကျွေးစင်းနဲ့ထည့်ထားလိုက်နော်အော်ဆရာလေးရဲ့ခဏနေရမှာမတွေ့လို့လေပြုံးမစိတ်ပူသွားပဲကဲရော့ဒီဆရာလေးလေးဘက်နာယောဂအမျိုးမျိုးဖြစ်တယ်ပိုးလေးဘက်နာတွေးလေးဘက်နာအရေပြားလေးဘက်နာတွေတွေ့လဲတူတာကောင်းတယ်ပြီးကြအစစ်လွတ်တွေရောင်ရမ်းကြိုက်ခဲတာယူရစ်အစစ်ပိုလို့ဖြစ်တဲ့ခေါင်းယောဂတွေတွေ့လဲတကယ်ကောင်းတယ်ကြီးပေါင်းယောဂအတွဲဆိုရင်လေပြီးသူစုချုံမရှိဘဲနဲ့ယုံကြည်တောက်တုံးလို့ရတယ်ဆရာလေးရဲ့လေးဘက်နာဆိုတကယ်ပြောက်ကုန်းကြီးစီးကိုတောက်ဆိုပြီးတော့လေဆရာမိတ်ဆွေဆရာပြောဘူးလေပြုံးရဲ့လေနောက်တာရှိယောဂဖြစ်နေတဲ့အပြုံးမိတောင်ဒါနဲ့ပဲတက်တာသွားတာဒါနဲ့အပြုံးဒီဆေးရည်နဲ့ဆေးပြားကိုဘယ်လိုတောက်ရမှာလဲဆေးလေးရတော့လေတရက်ကိုလက်ဖက်စုံ9စုံတရက်ကို3ချိန်ကနေ4ချိန်တောက်လို့ရတယ်ဆေးပြားလေးရတော့မနေ့နဲ့ပြညနေနဲ့ပြတောက်လို့ရတယ်ဆရာလေးရဲ့ဒါနဲ့ဆရာဒီဆေးကုန်ဘယ်မှာဝယ်ရမှာလဲပြင်ရင်ကတော့လေအမှတ်စမ်းစွဲမြင်းဆောင်နဲ့နန္တာကုန်းရက်ကွဲတာယာကုန်းလန်အင်းစင်မြို့နယ်ရန်ကုန်မှာတွားဝယ်လို့ရတယ်ဒါပေမဲ့လည်းလေအမျိုးမျိုးအနေနဲ့မှာရှိတဲ့ဆေးတိုင်းတွေမှာလည်းအလွယ်တကူဝယ်လို့ရပါတယ်ဆရာလေးရဲ့ကျေးဇူးများတင်ပါတယ်ဗျာအခုလိုမျိုးအပြုံးလို့လေစိတ်ထားလာပြီးကိုကြီးတက်တဲ့ရွာသူတွေဟောဒီရွာမှာရှိလို့ဒီရွာကြီးကလှပနေတာအပြုံးရဲ့နေ့စီပန်လေးပွင့်နေပါလားမွေးနေတာပဲဒီနေ့တော့လေဆရာကိုချက်တဲ့ကြောင်းလေးဖွင့်ပြောတော့မယ်ရင်ထဲမှာမျိုးတိတ်မထားနိုင်တော့ဘူးကျမရဲ့အဖေတကြီးကိုလည်းကျေးဇူးများကြီးတင်တယ်စာကြည့်တဲ့အခုလိုမြန်မြန်ဆက်ဆံပြီးသွားလိမ့်မယ်လို့မထင်တော့ဘူးလေရမင်းကျေးဇူးလည်းမကင်ဘူးဆရာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာရပါတယ်ဆရာကလည်းရှင်မဟဲ့ထိုင်အောင်မင်းကိုဒီရောက်စားကြရပြောထားတယ်နော်ဒီအိမ်မှာနေရင်ဒီအိမ်ကချမှတ်ထားတဲ့စီကံတိုင်းလိုက်နာရမယ်လို့အဲ့လိုပြောထားတာမှတ်မထားဘူးလားနေရဒီမောင်တိုးလေးကဘာတွေလုပ်နေလို့တော့ကွာမင်းကလည်းဘာတွေလုပ်ရမှာလဲဒီနေ့ကျုပ်ကမီတာရုံးမှာမီတာကတော့ဆောင်နာအဲ့ဒါမီတာစာရွက်ကြံခဲ့လို့ခြံတကားတော့ဖွင့်ခိုင်းတာကြားရတာနဲ့လေတခေါမှပြန်မပြောတက်ဖို့ကိုမလုပ်ဘူးတော့တူကလေတော်လေးကမှကျွန်တော်နာမည်မခေါ်တာကျွန်တော်နာမည်ခေါ်ရင်ကျွန်တော်လာမှာဘောလို့ဒီအိမ်မှာအတူတူနေကြတာလေနင်းကငါဘိုင်နဲ့တက်ခေါ်ပြီးခိုင်းမှနေရလုတ်ပေးမှလားကြားရင်လည်းနေရလုတ်ပေးလေအလိုက်တတိအဲ့ဒါတော့ဟုတ်တယ်ကွာဒီအိမ်ရဲ့ဝေယဝတ်ဆက်ပါဆိုတာသူတယောက်တည်းပဲတိတ်ကြုံပြီးလုံနေရတာအဲ့တော့မင်းကလည်းဝိုင်းဝန်းပြီးကူညီပြီးလုပ်ပေးမှာပေါ့ကွာမင်းကလည်းကူညီပေးနိုင်ပါအောင်နေနေနော်ငါလေမိတာကပေးဆောင်ဆိုလဲငါပဲတိတ်လုံးတော့နဲ့ Wi-Fi ပေးကုန်လို့ဆောင်လဲငါပဲဒီကြားတဲ့တော့ဖုံးပေးကုန်လို့ဝယ်ခိုင်းလဲကျုပ်ကဝယ်ရသေးတာမသိရင်လေငါလေဒီအိမ်ရဲ့ဘုံကြုံကြီးဖြစ်နေပြီသိရလားတော်လေးကလည်းပိတ်လိုက်တာအရင်ခေါ်ရရှိဆန်တာပဲပြောရင်လည်းပြန်ပြောတယ်ဖြစ်ပြအောင်မယ်အခုတော်လေးလှုပ်ချုပ်ပါတယ်ဆိုတဲ့အလုပ်တွေအားလုံးကလေဝေးရှင်အားလုံးဆင်ပြေပြီနော်ဘာဝေးလဲနင်းနဲ့ငါနဲ့ဝေးနေရမယ်လို့ပြောလားဘာလဲငါတင်ကွာဆင်းပြအောင်မလားအဲ့လိုပြောချင်တာမဟုတ်ပါဘူးတော်လေးကလည်းဝေးဆိုတာလေကြိုက်တဲ့နေရာမှာအချိန်မျိုးငွေလွှဲငွေထုတ်လို့ရတဲ့ဝေးကိုပြောတာဘာဝေးလဲနင်းဟာတယ်လည်းရှုပ်ရှင်းနားမလဲပါဘူးနားမလဲဘူးမလုံးနဲ့တော်လေးရဲ့ဖုန်းထဲမှာလေဝေး application ကိုတောက်ဝေး application ထဲမှာဆိုရင်လေတော်လေးတိတ်ကိုလှုပ်ချုပ်ပါတယ်ဆိုတဲ့မီတာပေးဆောင်တာတွေဖုန်းပေးဝယ်တာတွေဝေးထဲမှာရတယ်တော်လေးအပြင်သွားရင်ပတ်စံခဏခဏမိတတ်တယ်မလားတော်လေးဖုန်းထဲမှာဝေးရှိထားရုံနဲ့လေ MMQR နဲ့ scan ဖတ်ပြီးဆိုင်ယူမှာအလွယ်တကူငွေရှင်းလို့ရနိုင်ပြီတော်လေးရဲ့ဟာဒါဆိုရင်မင်းတော်တော့ပါအဆင်ပြေတာမဟုတ်ဘူးဦးလေးတော့ပါဝေးနေဆိုအဆင်ပြေသွားပြီကွာအပြင်ထွက်ပြီးဖုန်းပေးဝယ်စရာလည်းမလိုတော့ဘူးတွေ့တယ်မလားခိလူငယ်ဘယ်လောက်တော်တယ်ဆိုတာအခုတားမယ်ဆိုလဲလေတားအသုံးစရိတ်ကျော်ဝေးအကောင့်နဲ့လွှဲပေးနေကြတားလည်းဝေး agency တွားပြီးတော့လေအလွယ်တကူငွေထုတ်လိုက်ရုံပဲဘယ်တော့အဆင်ပြေလဲဒီသားမိတဲ့ဟုတ်နေပါလားဟိုကလေးကစားစားမကန်တိုင်းထားခဲ့ပြန်ပြီဖြစ်ပြီးပါဘူးပြောဦးမှာပါသွားမယ်ဟယ်လိုဟဲ့နင်ကလေဖုန်းခေါ်လိုက်ရင်တော့မကြိုက်တာမရှိဘူးအမေကခုခုပြစ်ချင်နင်ဘာမှသိလိုက်မှာမဟုတ်ဘူးနော်အမေကဘာဖြစ်လို့တော့အမေကဘာမှမဖြစ်ဘူးဟဲ့နင်နဲ့ဖုန်းပြောချင်လို့တဲ့ငါတို့ကောင်းကြိုက်မလားဖုန်းကြိုက်ပြီညောဟယ်လိုမေဟဲ့လုံးမနေနဲ့လုံးမနေနဲ့ဒီမှာငါအိမ်မှာလေအလူကနေရောက်နေတယ်ဟိုကငါလူမကိုဖြစ်မှာနော်ဒီနေ့မှမလူရဘူးဆိုရှင်လည်းငါအဲ့လူကိုပြောမှာမဟုတ်ဘူးအဲ့ကြောင့်ငါပတ်စံ3လောက်လွှဲပေးခဲ့ဦးအမေကလည်း300ဘယ်လိုရှိမှာတော့ဒါလာစားလည်းမနေ့ဖြစ်မှာထုံးမှာဘူး
အမေကိုတာအိမ်ဆောက်ဖို့အတွက်လေစုထိုင်းငွေတွေကနေခဏလောက်ယူသုံးလိုက်ပါလားမေ ဟဲ့နေအိမ်ဆောက်ဖို့ပေးထားတဲ့ပတ်စံကအိမ်နဲ့အကုန်ထည့်လိုက်ပြီလေနေရာလေးတော့ပြောရဆိုတာလက်ပေါက်ကတ်တဲ့ကောင်နော်ကို့မေလူဖို့တော့မှနေကမတထားဘူး မေအတာတထေးစီမှာပဲလာစာချိုထုတ်လို့ရလား ပြောကြည့်လိုက်မယ်လေဘာမလုပ်နဲ့သေချာပေါက်ရအောင်ပြောပြတာနဲ့နေမရဲ့ခေပေးတဲ့ကိုလွှဲခဲ့ဟုတ်ပြီလားဒါပဲငါပတ်စံမဲ့လိုချင်တယ် ကိုရိုးဘက်ကနေပြီးတော့အိမ်ဆောက်လုပ်မယ်ဆိုလို့ရှိရင်ငွေရုပ်တစ်လုံးတစ်ခဲသုံးစရာမလိုပဲနဲ့ကိုပိုင်မြေပေါ်မှာအိမ်ဆောက်လုပ်မယ်ဆိုလို့ရှိရင်ညီမတို့ဘက်ကနေပြီးတော့ပေါ့နော်လုပ်ငန်းစဉ်ပြီးမြောက်မှုအလိုက်ကိုအရေးကြပေးသွင်းနိုင်တဲ့ငွေပေးချေမှုပုံစံလေးလည်းလုပ်ပေးထားပါတယ်ရှင်ပြီးတော့ဆောက်လုပ်တဲ့အပိုင်းမှာလည်း concrete test တွေပြီးတော့တန်ချောင်းတွေရဲ့ strength test တွေကိုအသင်းစင်တေချာစစ်ဆေးပြီးတော့မှဆောက်လုပ်ပေးထားဖြစ်တဲ့အတွက်အပြောမဟုတ်ပဲနဲ့လက်တွေ့အတိအကျခိုင်မာတေချာတဲ့ structure ကိုအကိုတို့အနေနဲ့ရရှိနိုင်မှာပါရှင် ကဲမီတင်ကိုဒီမှာပဲရုပ်သိမ်းကြရအောင်ဒီနေ့မှာအားလုံးစောင့်မျှော်နေတဲ့အကောင်းဆုံးဝန်ထမ်းစုလေးကိုကြီးညာပေးမယ်ဒီနေ့ရဲ့ရရှိသွားတဲ့သူကတော့ကိုထူးကိုပဲဖြစ်ပါတယ် ကိုထွတ်ဒီညအပြင်ကိုတစ်ခုသွားစားကြရအောင်လေ မလိုက်တော့ပါဘူးရင်မင်း ကိုထွတ်နော်လာစာလည်းထုတ်ထားတယ်တရုံးလုံးမှာလည်းဘောနတ်အများဆုံးရတာတဲ့ကြားရနော် ကိုထုတ်ကရောင်မှာအိမ်ဆောက်ဖို့အတွက်ပတ်စံစုနေရဟုတ်တယ်အဲကြောင့်မလို့ပါ ဟာကိုထွတ်ကလည်းကိုထွတ်ကိုဝယ်ကျွေးနိုင်တာမှမဟုတ်တာမျိုးဝယ်ကျွေးမယ်လीနော် ငွေကြည့်ချင်လို့ပြောမှာမဟုတ်ပါဘူးကလိုင်းနေအထားအလုပ်လေးဒီဇိုင်းလေးဒီနေ့အပြီးတက်ချင်လို့ပါနော် ကိုထွတ်နော်အလုပ်ကြီးပဲလုပ်မနေနဲ့တခါလေကြရင်လည်းနားပေးရရဲ့လိုက်ခဲ့ပါနော် မလိုက်တော့ပါဘူးရင်မင်းရဲ့အားရနာပါရဲ့မေရဖအမကျွန်တော်ပြန်ရောက်ပြီလေ မောင်လေးဒီနေ့လေအမမင်းကိုမိတ်ကပ်ပြင်ပေးမယ် အာမပြင်ချင်ပါဘူးအမငင်ငုံကចောင်းစုံနေပွဲတော့မှာအမမိတ်ကပ်ပြင်ပေးလို့လေသူငယ်ချင်းတွေဝိုင်းလောင်တော့ခံခဲ့ရပြီးမြောက်ဖြစ်နေတဲ့တော်ပြီးပြင်ဘူး အဲ့လိုမဖြစ်စေရဘူးအခုကအမကလေမိတ်ကပ်ကျွတ်တွေအများကြီးကြည့်ထားပြီးပြီ ဟိုဟာကိုတာအေးစစ်စစ်နေစမ်းမှာမပြင်ဘူးလို့ အမခနဲ့အခုကလေမောင်လေးကြိုက်တဲ့ K-pop idol တွေထဲက BTS တွေနဲ့တူအောင်ပြင်ပေးမယ် တကယ်လား တကယ်အေးလို့ အဲ့လိုဆိုပြင်မယ် ဟုတ်လားသွားမယ်ထိုင် BTS နော် အေးပါရဲ့မောင်လေးကိုမိတ်ကပ်ပြင်ပေးဖို့ရင်အတွက်ပထမအဆုံးအနေနဲ့ skin care step ကိုလိမ့်ပေးဖြစ်ပါတယ်ရှင်။ကဲဒီနေ့ကတော့အစုကမောင်လေးကို Dr. Face ကနေထပ်ထားတဲ့ serum BB cream လေးနဲ့လိမ့်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဒါလေးမလိမ့်ခင်မှာအရင်ဦးဆုံးရှင်းရပါတယ်ရှင်။မဟုတ်ဘူးအလိုမဟုတ်ဘူးဒီမှာဒီရလေးကိုဒီလိုရှင်းရမယ်ဒေါက်တာဖေးရဲ့ serum BB cream မှာဆိုရင် honey line နဲ့ honey bake ဆိုမှနှမျိုးရှိပါတယ်ရှင်မောင်လေးကအသားပြူတော့ honey line နဲ့လိုက်ဖက်ပြီးအသားညိုအသားလက်တဲ့သူတွေကတော့ honey bake နဲ့ပို့ပြီးမှတင်တော်ပါတယ်ရှင်ဒေါက်တာဖေး serum BB cream ရဲ့ honey line နဲ့စပြီးမှပြင်ပေးမှာဖြစ်ပါတယ်ရှင်ပြီးသွားရင်ဒေါက်တာဖေးကတော့တဲ့ဥလေးနဲ့ပဲမောင်လေးကို make up blend လုပ်ပေးမှာဖြစ်ပါတယ်ရှင် BB cream နဲ့ serum ပေါင်းစပ်ထားတဲ့ formula အသစ်နဲ့ထုတ်လုပ်ထားတာမို့လို့စိတ်ကပြန်နိုင်ခြင်းလုံးဝမရှိပါဘူးရှင်ဒီ make up ဟာဆိုရင်အခြားသော make up တွေလိုလိမ့်ပြီးရင်6ကပ်ဖြစ်မနေပဲအစိုးသက်ကို24နိုင်ဖြစ်တင်ပေးနိုင်ပါတယ်ရှင်ဒါအပြင် UV ရောင်ခြည်များကိုလည်းကောင်းကောင်းကောက်ွယ်ပေးနိုင်တယ်လို့အရေးအကြောင်းတွေကိုလည်းကောက်ွယ်ပေးနိုင်ပါတယ်ရှင်မျက်နှာပေါ်ကအနာစာဝက်ချက်များကိုဖုံးထားပေးနိုင်ပြီးဘယ်အသားရည်နဲ့မဆိုတင့်တော်တာမို့လို့တနေ့ကုန်ကလိုပြီးလှပနေမှာပဲဖြစ်ပါတယ်ရှင်တကယ်လာနေလားသူများကြည့်ရှက်တော့ရှက်လာလေ လာတာဗောအမရဲ့လက်ရနဲ့ဒေါက်တာဖေးနဲ့ပေါင်းဆက်လိုက်တော့ငါ့မောင်ကလာနေရောပဲ တကယ်နော် တကယ် အမလာတယ်ပြောလို့ဒါအခုလိုမျိုးအပြုံထွက်လာရဲရနော်ပုံမှန်ဆိုဒီလိုအလားပြင်ပြီးအပြုံထွက်ရဲတာမဟုတ်ဘူးအမရဲ့ ခုကဘလို့လဲကျင်းတယ်မလား ကျင်းနေတယ်အမပြောလေ BTS တဲ့ဝီတို့ဂျုံဘုတ်တို့နဲ့တူဟာဟုတ်တယ်မလား အမလေးသူတို့ထက်တောင်းချော်သေးတယ် တကယ် ဟဲတေချာကြည့်မှာပဲငါ့မောင်ကအမကြိုက်တဲ့ရမုဆိုင်နဲ့တူတာတော့ ကြိုက်တယ်